ရေးပေါ်အခြေအနေတွင်သင်ဘေးကင်းရန်အတွက်သင်အိမ်ကိုပြောင်းရွှေ့ခံနိုင်သည်သင်ထွက်ခွာရန်မလိုပါသို့သော၎င်းသည်သင်နှင့်သင်မိသားစုအတွက်ပိုလုံးချုံနိုင်ပါသည်ရဲများသို့မဟုတ်အခြားရေးပေါ်ဝန်ထမ်းများသည်သင်ဘေးကင်းရေးအတွက်ဘေးလို့ရသို့ရွှေ့ပြောင်းခံရန်သင်အိမ်သို့လာနိုင်သည်မိဘေးကင်းဖို့သူတို့ရှိနေတယ်ထွက်ခွာရန်မဆုံးဖြတ်ပါက၎င်းသည်သင်ခဏတာအတွက်တခုတည်းသောအကူအညီဖြစ်နိုင်ကြောင်းသတိရပါသင်နှင့်သင်မိသားစုကိုကယ်ဆယ်ရန်အရေးပေါ်ဝန်ဆောင်မှုများသည်လုံခြုံမှုရှိမည်မဟုတ်ပေအရေးပေါ်တုံ့ပြန်မှုများထံမှညွှန်ကြားချက်များကိုလိုက်နာပြီးမိသေးကြပါကမိကုန်းများမေးရန်အရေးကြီးပါသည်ဘယ်အချိန်မှဆိုစကားပြန်တောင်းနိုင်ပါသည်အကယ်၍သင်တွင်အရေးပေါ်အိတ်တလုံးပြင်ဆင်ထားပါက၎င်းကိုသင်နှင့်အတူယူဆောင်သွားပါသင်အိမ်သို့နာရီပေါင်းများစွာသို့မဟုတ်ရက်ပေါင်းများစွာဝင်ရောက်ခွင့်မရှိနိုင်သောကြောင့်ဆေးများအရေးကြီးစာရွက်စာတမ်းများအဝတ်အစားများနှင့်အာသွင်းကိရိယာများကိုထုတ်ပိုးရန်မမေ့ပါနှင့်သင်ထွက်ခွာသည့်အခါသင်အိမ်ကိုသော့ခပြီးအရေးပေါ်ဝန်ထမ်းများ၏ညွှန်ကြားချက်များကိုလိုက်နာပါအရေးပေါ်ကယ်ဆယ်ရေးစင်တာသို့မဟုတ် ERC ဟုခေါ်သောဘေးကင်းသောနေရာသည်အိမ်ပြန်ရန်ဘေးကင်းသည့်အချိန်အထိသင်အားနေရန်အသင့်ရှိနေမည်ဖြစ်သည်ဤနေရာ၌သင်သည်အရေးပေါ်အခြေအနေဆိုင်ရာ update များကိုရနိုင်ပြီးသင်အားကူညီပေးနိုင်သူများနှင့်စကားပြောနိုင်ပါသည်ဘေးကင်းစွာနေထိုင်ပြီးအရေးပေါ်အခြေအနေတွင်ညွှန်ကြားချက်များကိုလိုက်နာပါ